မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်မှာတည်ရှိတဲ့ဗိတနိုးမြို့ဟောင်းဟာဆိုရင်ရှေးဟောင်းအမွေအနှစ်များယဉ်ကျေးမှုလျာများနဲ့ထင်ရှားလာတဲ့မြန်မာနိုင်ငံရဲ့အထင်ကရနေရာတစ်ခုပဲဖြစ်ပါရှင်ဗိတနိုးမြို့ဟောင်းဟာတောင်တွင်းကြီးမြို့ရဲ့အနောက်ဘက်10မိုင်အကွာမကွေးတောင်တွင်းကြီးကားလမ်းမပေါ်မှာတည်ရှိပါတယ်ဗိတနိုးမြို့ဟောင်းဟာ4000ပုံတရံရှိပြီးတောင်နဲ့မြောက်အလျား3ကီလိုမီတာခန့်နဲ့အရှေ့နဲ့အနောက်အလျား2.8ကီလိုမီတာရှိကစုစုပေါင်းဧရိယာ900စတုရန်းကီလိုမီတာကျယ်ဝန်းပါတယ်။မြို့ဟောင်းကိုဝင်လိုက်ရင်မြို့ရိုး3ဘက်ကိုပဲတွေ့ရပြီးအနောက်ဘက်မှာတော့အင်းကြီးကန်နဲ့ရန်ပေချောင်းတို့ကတဘာဝအရန်အတားအနေနဲ့ကာစီထားပါတယ်။မြို့ရိုးတစ်ဖက်စီမှာမြို့ဝင်ပေါက်3ပေါက်စီရှိပြီးတော့မြို့ဟောင်းရဲ့အလဲဖိုးလောက်မှာဆိုရင်စတုကံပုံအုပ်ရိုးနဲ့တိဆောက်ထားတဲ့နန်းတော်ရာတည်ရှိပါတယ်ဗိတနိုးမြို့ဟောင်းရဲ့ပတ်ဝန်းကျင်မျက်နှာတွင်ပြင်ကတော့ရင်းချောင်းလွင်ပြင်ကိုဗဟိုပြုလို့အရှိဘက်မှာတောင်တွင်းကြီးမြို့တည်ရှိပြီးအနောက်ဘက်မှာတော့ရင်းချောင်းစရုံချောင်းရန်ပေချောင်းနဲ့တောင်ဦးချောင်းတို့ပေါင်းစုံစီဝင်လျက်ရှိပါတယ်။ရင်းချောင်းလွင်ပြင်ကတော့နှုံးမြေနုများနဲ့မြေဩဇာကောင်းမွန်လာပါတယ်။ဗိတနိုးမြို့ဟောင်းရဲ့တမိုင်းကျောင်းကိုမင်းတော်မင်းတရားကြီးလက်ထက်နေမျိုးမင်းလတီတီအသင်္ကရာပွဲခံမြေလက်စစ်ကဲကြီးရေးသားပြုစုခဲ့တဲ့တောင်တွင်းကြီးတမိုင်းမှာတော့မဟာတန်ဘဝနဲ့ဆန္ဒမုခိဘလူးမတို့စုံမဲ့ပြီးဖွားမြင်ခဲ့တဲ့မိန်းမငယ်လေးကိုဘလူးမကပြစ်ထားခဲ့လို့ရသေးကြီးတစ်ပါးကကောက်ယူမွေးစားခဲ့ကြောင်းမိန်းမငယ်လေးကြီးပြင်းလာတဲ့အခါမှာရှေးဘဝကပြည့်ရွက်လူပြီးဆူတောင်းပန်ထွာပြုခဲ့ဘူးတာကြောင့်ဗိတနိုးနံမင်းကမြို့ပြထီနန်းဖန်ဆင်းပေးခဲ့ကြောင်းဗိတနိုးနံမင်းကဖန်ဆင်းပေးခဲ့လို့ဗိတနိုးမြို့လို့အမည်တွင်ကြောင်းနဲ့ပြည့်ရွက်လူပြီးဆူတောင်းပန်ထွာပြုခဲ့လို့ပန်ထွာမင်းသမီးရဲ့လို့အမည်တွင်ခဲ့တယ်လို့မှတ်သားခဲ့ရပါတယ်တရေခိတရာကိုအုပ်စိုးခဲ့တဲ့ဒုထဘောင်မင်းဟာဗိတနိုးမြို့ကိုတင်ပိုက်ဖို့လှုပ်ကြံခဲ့ရမှာပန်ထွာမင်းသမီးကတရားမင်းပေးတဲ့စီကြီးကိုတိခတ်လိုက်တဲ့အခါမှာရန်ပေချောင်းကရေတွေရှမ်းကျလာပြီးဒုထဘောင်မင်းနဲ့စစ်သည်များဟာအလုံးအရင်နဲ့ဆုတ်ခွာခဲ့ကြရပါတယ်။နောက်ပိုင်းမှာတော့ဒုထဘောင်မင်းဟာဥပေတံမြင်ဖြစ်ကြံစီပြီးစီကြီးကိုပျက်စီးစေတဲ့အခါစစ်ပွဲကိုအောင်နိုင်ခဲ့ပြီးပန်ထွာမင်းသမီးကိုတရိခိတရာကိုခေါ်ဆောင်သွားခဲ့တယ်လို့ရေးသားဖော်ပြထားပါတယ်။ဗိတနိုးမြို့ဟောင်းမှာရှိတဲ့ကုန်းပေါင်း80ကျော်ကိုရှေးဟောင်းသုတေသနဦးစီးဌာနက1959ခုနှစ်မှာဒီကနေ့အချိန်ထိဒူးဖော်သုတေသနပြုခဲ့ပါတယ်။ဒီလိုသုတေသနပြုခဲ့မှုကြောင့်ဗိတနိုးမြို့ဟောင်းဟာ BC 200စုမှ AD 900စုအတွင်းဖွံ့ဖြိုးတိုးတက်ခဲ့တဲ့မြန်မာနိုင်ငံရဲ့ရှေးကျတဲ့မြို့ဟောင်းတစ်ခုဖြစ်ကြောင်းကိုကျွင်းကြံရစ်တဲ့မြို့အင်္ဂါရက်များကိုထောက်ပြီး၎င်းသိပ္ပံနိကျရက်စွဲသတ်မှတ်ပြီး၎င်းသိရှိရပါတယ်။ကမ္ဘာအမွေအနှစ်စင်းဝင်ဗိတနိုးမြို့ဟောင်းအတွင်းမှာဆိုရင်တော့ဗိတနိုးရှိဟောင်းသုတေသနပြလိုက်ကိုစိုက်မြူဇီယံအဖြစ်ပြသပစ္စည်းပေါင်း498ခုနဲ့ပြသထားရှိပါတယ်။ပြလိုက်အတွင်းမှာတော့ကြောက်ခေတန်ခေကြေးခေပြကွက်များကြောက်ဖြစ်ရုပ်ကျွင်းပြကွက်များဒလိရိုးရာနေအိမ်ပုံစံနဲ့ဗိတနိုးမြို့ဟောင်းမှာတူးဖော်တွေ့ရှိရတဲ့စာပေဆိုင်ရာအထောက်အထားများပြုစာပေအရေးအသားပြုခေအုံများပြုဒင်းကားများပြုပရိစီများစတဲ့
တူးပေါ်တွေ့ရှိမှုတမိုင်းဆိုင်ရာအထောက်အထားများကိုစိတ်ဝင်စားဖွယ်ခင်းချင်းပြသထားပါတယ်။ပြကန်းအစမှအဆုံးထိပြကွက်တစ်ခုချင်းစီလေ့လာပြီးတဲ့အခါမှာတော့ရှေးဥခေတ်ပြူလူမျိုးတွေရဲ့ဗရိန်လုပ်ငန်း၊ပယံလုပ်ငန်း၊ဘိတုကာလက်သမားကျောက်စစ်လုပ်ငန်း၊ပရိလုပ်ငန်း၊ရက်ကန်းလုပ်ငန်း၊အုပ်လုပ်ငန်းများလုပ်ကိုင်ခဲ့ကြတာကိုတွေ့ရှိရတဲ့အတွက်ပန်းစင်မျိုးအတက်ပညာကိုမြန်မာလူမျိုးတွေဟာရှေးဥကာလကလေးကတက်မြောက်ခဲ့ကြပြီးယဉ်ကျေးမှုအစဉ်တန်းမြင့်မားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်လေဗေတနူးမြို့ဟောင်းဒေသကိုကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပခဲ့တဲ့38ကြိမ်မြောက်ကမ္ဘာအမွေအနှစ်ကော်မတီအစည်းအဝေးကနေပြီး2014ခုနှစ်ဇွန်လ22ရက်နေ့မှာကမ္ဘာအမွေအနှစ်စာရင်းဝင်ပြူမြို့ဟောင်းအဖြစ်သတ်မှတ်ခဲ့ပါတယ်။ကမ္ဘာအမွေအနှစ်ဒေသဗေတနူးပြူမြို့ဟောင်းဟာဆိုရင်သူတေသနာပြုရလဒ်တွေအရာ BC 200စုမတိုင်ခင်ကတည်းကပေါ်ထွန်းခဲ့တဲ့မြို့ဟောင်းတစ်ခုဖြစ်ပြီးအရှိတောင်အာရှဒေသမှာအစောဆုံးမြို့ပြစနစ်ကိုတည်ထောင်နိုင်ခဲ့တဲ့မြို့ဟောင်းတစ်ခုဖြစ်ကြောင်းကိုသက်သေပြနိုင်ခဲ့ပါတယ်။ဒါကြောင့်တမိုင်းသက်ရှိကြပြီးယဉ်ကျေးမှုအမွေအနှစ်များစုံလင်စွာနဲ့တောတောင်ရင်းကြီးခန့်များလာတဲ့မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်အတွင်းကကမ္ဘာအမွေအနှစ်ဒေသဗေတနူးပြူမြို့ဟောင်းကိုလာရောက်လေ့လာနိုင်ဖို့အတွက်မှတ်တမ်းပြုတင်ဆက်လိုက်ရပါတယ်ရှင်။